ရုပ်ရှင်ရိုက်ကူးမယ်ဆိုရင်အချိန်နဲ့ငွေကြေးအကန့်အသတ်ရှိတယ်တတ်မှတ်ထားတဲ့ budget နဲ့အချိန်အတွင်းအကောင်းဆုံးရုပ်ရှင်တစ်ခုကိုဘယ်လိုရိုက်ကူးမယ်ဆိုတာကြိုတင်စီမံခန့်ခွဲထားဖို့လိုအပ်တယ်ဒါမှသာငွေကြေးဆုံးရှုံးမှုရဲ့အချိန်ကုန်မှုတွေကိုကျွန်တော်တို့ short ချပေးနိုင်မှာဖြစ်တယ်ရုပ်ရှင်တို့တွေဇလန်းတို့တွေ short film တွေရိုက်ကူးရပြီးတော့စတင်ပြီးလေ့ကျင့်တယ်ပထမဦးဆုံးအနေနဲ့ဇလန်းရှည်ရိုက်ဖို့မကြိုးစားပါနဲ့ short film တွေရိုက်ရင်းနဲ့ကိုယ့်ရဲ့အမားတွေလေးလာတင်ယူစရာရှိရာတွေကိုလေးလာတင်ယူပါ short film ဖြစ်တဲ့အတွက်မှားခဲ့ရင်တော့ပြန်လည်ပြင်ဆင်ရလွယ်ကူပြီးတော့အရေးကြီးတဲ့အချက်လက်တွေကိုလေးလာတင်ယူနိုင်မှာပါဒီနေ့အတွက်တော့ဒီလောက်ပါပဲဒီပြောငါနေ့ကထမဆက်ပဲကိုပြောထားတယ်နေနောက်ပြီးငါတငယ်ချင်းတွေစီတဲ့ထမဆက်ပဲအေးမတိုင်ဘူးဆိုမှဘုံမပြောချင်လို့ဟုတ်ညီဟိုပတ်စံထုတ်မလို့လားဟုတ်အပန်းမကြည့်ကျွန်တော်အတွက်200လောက်ထုတ်ပေးလို့ရအောင်ရတယ်လေရတယ်ဟုတ်မနေရနော်ဟုတ်ကျေးဇူးနော်ကျွန်တော်ကျူပါလေးတစ်ချက်လောက်ပေးပါဟုတ်ဒီမှာနော်ဟုတ်ရောက်တယ်နော်ဟုတ်ကျေးဇူးပါဟုတ်တယ်လေဟုတ်အေးခဏနော်ငါပတ်စံထုံးနေလို့အခုပဲလာပြီclient ကသူ့ product ကိုပဲအဓိကပေါ်စေချင်တာဆိုတော့ငါတို့ဒီအတိုင်းပဲသွားလိုက်မယ်ကွာမင်းပိတ်လိုက်ရင်ငါစစ်ဆက်နေဦးမှာငါမင်းကိုဘလို့ပြောတာပဲခဏသနာပါပဲကွာမင်းကဘာလို့လဲပြောင်းတော်ပြီငါသူ့ကိုတီးခံခဲ့ပြီးတော့ကွာငါဆက်ပြီးတီးမခံနိုင်တော့ပြီးရင်မူးပြီးတော့မင်းစီပြန်ရောက်လာအောင်မှာငါဒီတစ်ခါတော့အပြတ်ပြောမှာငါစူးစမ်းကြည့်ပြီးဘလို့မှလည်းနားလည်ပြီးလို့မရဘူးငါဘက်ကဒီလောက်ပြတ်ပါမယ်လို့ပြောနေတာကိုသူ့ဘက်ကကိုယ့်ချိန်ကြီးလိုက်နှောက်ယှက်နေတဲ့ကငါအရင်အာရုံနောက်တယ်ကွာမင်းအရင်ဒါအသိခံရအောင်အဲဒါကြောင့်မစိုးနေတယ်အေးဒီတစ်ခါတော့မရတော့လာပါကွာအလုံးဆက်လို့ရအောင်ဘလို့လဲအဲ့ application 300အဆင်ပြေလားပြေပါတယ်အဲ့ဒါလေးသုံးပြီးတော့ဘာမှပြန်အလုပ်ကလေးပါလေးရမလဲရှာလို့ရလားကျွန်တော်ခုမှလေးလာတစ်လတော့မပြေသေးဘူးလေဘယ်လောက်ကရအောင်မလဲငါနဲ့ကိုလေးပါမှဆိုတော့ပြောနေတာရှေ့မှာတာရကရလည်းမရှိရမဟုတ်ဘူးဘာသာတကလည်းဘာတာရကမှလည်းတိတ်အများကြီးပြေးမကြည့်နဲ့အဖေကိုပဲကြည့်သူချင်းလို့အိတ်ဆွဲနေတဲ့ပကြီးတွေကသူ့ကိုဘာကြီးများရှာကျွေးခဲ့လို့လဲနောက်ပြီးအမေကိုလွမ်းနဲ့ဇွေးတင်းတင်းနဲ့အဲ့ဒါကြီးပဲထိုင်ဆွဲနေတာသူ့လိုအဆုံးသက်သွားတယ်နင်မသိဘူးလားငါနဲ့ကိုလုပ်ငန်းခွင်လေးတစ်ခုခုမှနေရာလေးတစ်နေရာရပြီးတော့ကိုယ်ဝင်ငွေလေးနဲ့ကိုဖြစ်စေချင်တာဘဝအမခံချက်ရှိစေချင်တာအလေးနည်းနည်းလျှော့ပြီးရိုက်ကြည့်ပို့လာဟော brother လာလေဩဒါနဲ့ဒီဘက်မဲ့ရောက်တာကြားပြီလားအခုမှပဲနေဘူးတော့ကျွန်တော်တစ်လလောက်ပဲရှိသေးတယ်ဩ
အော်ဟိုနေ့ကပြောဦးမေးနေတာခုလက်စင်နေကျွန်တော်အမှန်ဆိုမှ subscribe လုပ်ထားတယ် ဟုတ်လားကျေးဇူးပါလေးလာရတာရောအဆင်ပြေရလား ပြေးပါတယ်ဘာသာတော့ဒီမှာဘာလုပ်နေလဲ အကိုက film maker လုပ်နေတာလေ freelance ပဲရုပ်ရှင်တွေလည်းရိုက်တယ် commercial တွေလည်းရိုက်တယ်ဒါပေမဲ့အကိုကင်မရာပိုင်းတီးကသွားတာဒါနဲ့ညီရောအသက်ဘယ်လောက်လဲ 23ကျွန်တော် ဟောအကိုက25 ဒီရောက်တာမကြသေးတော့ကျွန်တော်လည်းဘာလုပ်မှမသိပါဘူးကျွန်တော်မားနေနေရလေဒီမှာပဲနေပြဖို့များတယ်ဟိုမှာကျတော့ကျွန်တော်အဖေဆုံးပြီးရအကုန်လုံးရောင်းပြီးတော့ထွက်လာမိသားစုဆိုလို့မှပဲရှိပါတို့ family ရောဒီမှာပဲလား မဟုတ်ဘူးအကို family ကရန်ကုန်မှာကြံခဲ့ရလေအကိုတယောက်တည်းဒီရောက်နေတာအကိုမှမွေးချင်းမရှိဘူးတဝူတီတော့တားဆိုပါတော့ကွာ ဟုတ်ဒါနဲ့ကိုယ့် lesson တွေကိုကျွန်တော်သိချင်တာရှိမေးလို့ရတယ် ရရလေအကိုကောက်ယူထားလိုက်တည်ချင်တာရှိလားမေးပေါ့ တောက်လေးတစ်ချက်လို့ โอเคအကိုဖုန်းနံပါတ်ပါမှတ်ထားခဲ့ရအောင် ကျွန်တော်ဆက်လိမတော့ ဟော အဲ့ဆိုကျွန်တော်အောက်ခဏဆင်းလာပါနော် โอเค နောက်မှတွေ့မယ် โอเคဟယ်လို ဟယ်လိုဟုတ်အကိုကောင်းဆက်လာမသိ ဟုတ်ပါတယ် ဘူးဟုတ်ကျွန်တော်ဟင်းခတ်မှာဟုတ် အော်ဟိတ်ကန်ကြီးလေး ဟုတ်ကဲ့ဟိုအကိုလက်စင်လေးတစ်ခုကျွန်တော်မကြည့်ရသေးလို့ဗျာဟုတ်ပျောက်သွားလို့ဘယ်နားမှလည်းမသိဘူး ဟုတ်တယ်အကိုခဏဖြတ်ထားတာသူများတင်ထားတယ်ခက်ဆယ်ဆယ်တူလေးလို့လေ ဟုတ်တယ်ကျွန်တော်မကြည့်ရသေးလို့ အော်တကယ်လို့ညီကြည့်ချင်တယ်ဆိုရင်အကိုရှိလာယူလိုက်လေအကိုလက်တော့တွေကနေစတစ်နဲ့ကိုပေးလိုက်မယ် အော်အဲ့လိုလည်းရလားโอเคအဲ့ဆိုကျွန်တော်ဒီနေ့ညလောက်လာယူလို့ရလား ဟုတ်ပြီညီလေးအဲ့ဆိုကိုစောင့်နေမယ်နော် ဟုတ်ကဲ့ကျေးဇူးပါငါတို့ကုမ္ပဏီကဘယ်လို support ပြိတ္တကပြင်းနေတာလားသူတို့ကြည့်ရ ဒီ market ကြီးတစ်ခုလုံးကိုမှွေထားပြီးသားအဲ့ဒီမှွေထားပြီးသားကအကြိုက်လို့ ဆိုရတဲ့ belly share app ကကြတော့ fine ပေါ့ ပါရဟောဒီကြီးလား ဒီကရင် sick ဖြစ်ပါတယ် Hey, bye bye 3ရတယ် See you later ဘယ်ရရနိုင်လဲအသားတက်တယ်နော်ရနိုင်တဲ့နေရာတွေ ကြုံတွေ့နေကြဖြစ်တဲ့စာမေးပွဲ နောက်ကျော်ဒီနေ့တို့ကဒီတန်ရှိတရာတွေကို ဒုတိယပိုင်းနေရတော့ တက်အပစ္စည်းထိုးနေတာ mirror and talking မှန်ကြည့်ပြလေ့ကျင့်တာ doing meditation နော် ဆက်ထိတ်တယ်လို့မကောင်းအောက်ပိုင်းဒီ ကျွန်တော်တို့နိုင်ငံကို roundness ကိုလုံးမှာ စခရင်မှာ live ဖော်ပြမှာဖြစ်ပါတယ်ဟုတ်ပြီ Android ကကြည့်မယ်ဆိုရင်ဟောတယ်လား Movement per second ကိုအသုံးပြုပြီးရိုက်ကြတာများပါ character နာမည် okay ဒီနားမှာကျပြီးတော့ စေးတစ်ခုချင်းစီကိုမလေးလာခင်ဒီစေးတွေရဲ့အား အဖအပြောမှဒီ AOA ကဒီလိုဖြစ်သွားမယ်